ဖြူထွေးပြောတယ်လေသူ့အကြောင်းပြောမှသတင်းဖြစ်တာလားတဲ့တစ်ချက်ကြည့်လိုက်နော်ဒီမှာဟိုတရင်ကလေဟိုပြပြထင်းနာမည်ပါမှတရင်ဖြစ်တာလားမသိလို့မေးတာငါပြောပြီးသားရွာလာခဲ့ရွာမှာတရင်တွေအစင်မပြေသွားတဲ့လူတွေအစင်ပြေအောင်ဒုက္ခရောက်နေတဲ့သူတွေအစင်ပြေအောင်မှန်ကန်တဲ့တရင်တွေအများကြီးရှိပါတယ်တင်ဆက်လို့ရပါတယ်လောကမှာလေသိလားသူများကိုမဟုတ်တာပြောမှသူများကိုအခုဆိုလို့ရှိရင်ကြည့်တဦးတယောက်ထဲကိုပဲအဲ့လိုမျိုးထားလိုက်နာမည်ကိုတက်ပြီးခေါင်းစဉ်တွေတက်ပြီးတော့ပြောနေတာလှုပ်ဆက်ကြီးနော်အမကြီးတို့ပြောမှာပဲဖြူအကြောင်းမပြောအောင်ဘယ်သူအကြောင်းပြောရမလဲတလောက်ချက်စရာကောင်းလားတလောက်ချောတာနောက်ပြီးမှအခုသူပရာဟိတစုရတယ်မလားတကယ်အတူယူစရာပဲဘာလို့လဲဆိုရင်ဟိုတလောတော့ကလေသူကဗီဒီယိုရိုက်တပုတ်ရိုက်မှာပြီးမှသူကမျက်ရည်မျက်ခွက်နဲ့ငိုပြီးမှလည်းဝမ်းနေပြီးမှဒါပေမဲ့သူ့မှာဇွဲမလျှော်လှုပ်ဆရာရှိကလှုပ်တယ်လူဆရာရှိကလူတယ်ပရာဟိတတွေဆက်လှုပ်တယ်ဒါတနိုင်ငံလုံးအတိပဲလေသူကောင်းလို့သူချောလို့ဆယ်လီဖြစ်လို့လေနာမည်ကြီးလို့သူ့ကြောင်းပြောပါလေမကြိုက်ရင်လည်းမတတ်နိုင်တော့ချစ်စရာကောင်းတဲ့ဟာတွေမှာကြည့်သူ့ဗီဒီယိုကြည့်လိုက်တယ်မဟုတ်လားဖြူအကြောင်းမပြောသေးတဲ့မချောနဲ့ဆယ်လီမလုံးနဲ့နာမည်ကြီးတာကိုပြောမှာပဲတကယ်အတူယူစရာကောင်းတယ်လေချစ်စရာကောင်းတယ်လေဥစ္စာပေါ်ရုပ်ချောစိတ်ထားကောင်းတာပြောမှာပဲမကြိုက်ဘူးလားဒီ post ကိုဖြူတွေ့ပါစေလို့ပြောမှာပဲလားဘာလို့လဲဆိုတော့မုံမြက်တဲ့အလုပ်လုပ်တာပဲလေနော်အားဆိုတည်င်းမလို့မဟုတ်ပါဘူးဒီတိုင်းပဲလေကိုယ့်ရဲ့ idol မလဲကိုယ့်ရဲ့ idol ကိုကြိုက်လို့ကိုပြောရပဲလေမဟုတ်ဘူးလားနင်းကဘာလို့ချောရလဲအမျိုးပဲပြောတော့ဟုတ်လား